ကျွန်တော်ရဲ့ထမင်းရှင်အားလုံးကျွန်တော်ဘယ်လိုပြောမလဲခြံလေးလည်းအယောင်းဝယ်မလုပ်တာကြာပြီပေါ့နော်အခုကျွန်တော်ခြံလေးပြန်အယောင်းဝယ်လုပ်ပါပြီလို့နော်ဘာလို့ဒီလုပ်ငန်းလေးလုံးမှာပဲကျွန်တော်လည်းဘယ်လိုပြောမလဲ brighter လေးလည်းလုပ်နိုင်မယ်ဆိုင်ရာဘာသာရေးအကြောင်းလေးလည်းလူတန်းနိုင်မယ်အဲ့တော့ကြောင့်ကျွန်တော်ရဲ့ထမင်းရှင်ဘောဒီအကူအမညီလေးဦးတော်အကုန်လုံးပေါ့နော်ကျွန်တော်ရှိမှခြံလေးတွေစီသူ့အစားလေးနဲ့ရှိပါတယ်လို့နော်တကယ်လို့ခြံလိုချင်လို့ရှိရင်ကျွန်တော်ဆက်တယ်လိုက်ပါဥမာပေါ့နော်ညီလေးအကိုရေတော့မဟုတ်တူလေးသားလေးခြံလေးတွေပဲတန်းစားလောက်တည်းရရှိလဲကျွန်တော်မေးပါလို့နော်ကိုနိုင်တာလေးကျွန်တော်ပြောပြပါဒီတန်းဘယ်လောက်နိုင်လဲကျွန်တော်ပြောပါနော်ဥမာပေါ့နော်တတောင်တော့ဥမာတော်တို့ကဒီလောက်ပဲနိုင်တယ်ဥတို့ကဒီလောက်ပဲနိုင်တယ်ညီမတို့ကဒီလောက်ပဲနိုင်တယ်အကိုတို့ကတော့ဒီလောက်ပဲနိုင်တယ်နိုင်ရလေးတွေကိုကျွန်တော်ပြပေးမယ်တဲ့လားကျွန်တော်ရှိမှာဟိုပါပေါ့ဖားတူမြို့ကျောင်းဆွေရုခင်ဘဲကြံညောင်တပြေဖုံးကြီးပါကွင်းဘာညာပေါ့နော်ပတ်လည်းမှာရှိတဲ့ဟိုဘယ်လိုပြောမလဲခြံနေရှိပါတယ်လို့ရောင်းကျင်တဲ့ဘယ်လိုပြောမလဲဘောစီရောင်းကျင်တဲ့ဘောစီတွေရောဘောစီတွေရှိပါတယ်လို့နော်အဲကြောင့်လိုချင်တဲ့လူများရှိကျွန်တော်ဆက်သွယ်ပါလို့ဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေပေါ့နော်ဝယ်ခြင်းမဝယ်ခြင်းအဓိကမဟုတ်ဘူးသိကျင်တဲ့အကြောင်းအရာရှိရင်လည်းကျွန်တော်မေးမြန်းပါလို့နော်ကျွန်တော်အကုန်လုံးရှင်းပြပေးပါမယ်လို့နော်ပြီးတော့ဘယ်မှာလိုချင်လဲကျွန်တော်ပြတဲ့နေရာတွေကျွန်တော်ရှိမှကြည့်တဲ့နေရာတွေသဘောမကျဘူးငါတော့ဒီရက်ကွက်မှလိုချင်တယ်ဒီရွာမှလိုချင်တယ်ဟုတ်မှာပေါ့ဒီမြို့မှလိုချင်တယ်ဆိုရင်လည်းကျွန်တော်လုပ်ပေးပါမယ်လို့နော်ကျွန်တော်အကုန်လုံးကျိုးတော်ဆောင်ပေးပါမယ်လို့ခြံတော့ဆရှိတယ်သိလားကျွန်တော်အားနာကြလည်းမလို့မေးစရာရှိမေးမြန်းတာရှိမှန်းလို့ရပါတယ်မေးမြန်းလို့ရပါတယ်ဝယ်ခြင်းအဓိကမဟုတ်ပါဘူးလို့နော်အလွာတီးတီးရဘယ်လိုပြောခြံခွက်တွေလည်းသွားပြောနေကောင်အလွာတီးတီးရှိတယ်နော်ဈေးအစားဖို့အနည်းဆုံး3သိန်းခွဲကနေစပြီးတော့တောင်အမြင့်ဆုံးကွာသိန်း100သိန်း200သိန်း300အထိရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီစက်ကြအုပ်စုမှာသူ့နေရာဒေတာလိုက်လေးတွေပေါ့နော်3သိန်းခွဲကနေပြီးတော့အမြင့်ဆုံးဆို200 300အဲ့လောက်ထိရှိတယ်လို့နော်နေရာဒေတာလိုက်ကိုနိုင်ရလေးတွေပေါ့နော်ပြီးတော့မြေဆိုတာဝယ်ထားတဲ့အရာပေါ့နော်ဥပမာကျွန်တော်တို့မျိုးဆက်မှာဥပမာပေါ့နော်ကျွန်တော်မျိုးဆက်မှာကျွန်တော်ဝယ်လိုက်တဲ့မြေဒီဥပမာဝယ်လိုက်တာဥပမာပေါ့30ပေါ့နောက်ကျွန်တော်သားစဉ်မြေဆက်လက်ထက်ကြလို့ရှိရင်ဒီမြေတွေက30လည်းမရတော့ဘူး100လည်းမရတော့ဘူး1000လည်းမရဘူး1000ခန်းလောက်မှပေးမှရတော့မှလीနော်အဲဒါဘယ်လိုပဲဖြစ်ဖြစ်ပူရှန်လို့ဝယ်ထားတာပဲဖြစ်ဖြစ်နေဖို့အတွက်ဝယ်တာပဲဖြစ်ဖြစ်ဝယ်ပါလို့ကျွန်တော်တိုက်တွန်းပါတယ်နော်ဝယ်တဲ့ခါမှာလည်းနေဖို့ဝယ်တော့တမျိုးပေါ့နော်တချို့ကျတော့စီးပွားရေးလုပ်ဖို့နေရာအကွက်ကွင်းလေးလိုချင်တာတမျိုးပေါ့နော်ကြိုက်တာပြောပါလို့ကျွန်တော်အားလုံးလုပ်ပေးပါမယ်လို့နော်ကြိုက်တဲ့နေရာပြောအပန်းမကြည့်ဆိုကျွန်တော်ဗီဒီယိုလေးလည်း share ပေးပါလို့ share ပြီးတော့တကယ် share ပြီးတော့တကယ်လိုအပ်တဲ့လူတွေမြင်တွေ့သွားအောင်ပေါ့နော်channel လိုချင်တဲ့လူတွေရှီရောက်အောင်ပေါ့နော်share ပြီးရကျွန်တော်အကူအညီပတ်ဖို့လေးပေးရတဲ့အတူတူပါပဲဒီရလာတဲ့အကျိုးမြတ်တွေလည်းကျွန်တော်ဆိုင်ရာဘာသာရေးအကြောင်းတွေကိုလည်းကျွန်တော်ထိုက်တဲ့လောက်ကျွန်တော်ပြန်လူတန်းပါပါလို့နော်အားလုံးပါလာအောင်ပါစေကိုလက်